ဖုန်းတစ်လုံးနဲ့ Premium Design အလန်းစားကင်မရာရော S Pen မှာတခါလေးလိုချင်တာဒါဆိုရင်တော့ Samsung S22 အထွာလေးရှိပါမယ်ဒီဖုန်းလေးရဲ့ကင်မရာပိုင်းမှာဆိုရင်တော့108 MB အပြင်အစ108အထိဆွဲလို့ရပြီးဘလောက်ပဲခေါ်လို့ဖြတ်ပုံရိပ်ကဝါမပွားပဲအသေးစိတ်တွေအကုန်ထည့်ရှားနေမှာပါဒါအပြင်လမ်းပိုင်းပဲဖြစ်ဖြစ်အလုပ်ထဲမှာပဲဖြစ်ဖြစ်တတိယလာတဲ့ idea တွေနဲ့မှတ်သားစရာတွေကိုဖုန်းဆက်ွယ်ပေါ်မှာတဲ့အလဲတစ်ခုကောက်ရွေးလိုက်ရုံမျိုးဆိုတော့တကယ်ကိုအလုပ်သင်စီမှာပါရုပ်ထွက်ပိုင်းမှာတော့အလွန်ကြည်လင်တဲ့ 6.8 လက်မှာ 2K Dynamic AMOLED 2H display ကိုသုံးပေးထားပါတယ်120 Hz refresh rate ကြောင့်300တာတအားချုံးမွေ့တယ်လို့နေရာအောက်မှာပါ AC ကြည့်လို့ရမယ်1950နိုင်အလင်းအမောင်စနစ်နဲ့ပါဝင်လာမှုရုပ်ရှင်ကြည့်ခင်းစော့စော့စီစဉ်နေမှုအပြည့်ပေးနိုင်မယ်ရုပ်ထုံမျိုးဖြစ်ပါတယ်အတရဘဲမှာဆိုရင်လည်း Dual Studio Speaker ကိုအသုံးပြုပေးထားပါတယ်ဒီလိုမျိုး Premium ဆမ်ပြီးဒီဇိုင်းမိုက်တဲ့ Galaxy S22 အထာလေးကိုလိုချင်ရင်တော့ဝယ်တဲ့မှုသာလာထည့်လိုက်ပါနော်